နေ့လာတာပတ်စံလိုအပ်တာတွေရလာတယ်ပေါ့လိုအပ်တာတွေရလာအဲ့ဒါလေးလည်းပြောပြတယ်ပတ်စံလာကြွားတာမဟုတ်လိုအပ်တာတွေရလာတယ်ဒီပတ်စံတွေအားလုံးဟာကျွန်တော်ပိုင်တဲ့ပတ်စံတွေဟုတ်ပါဘူးပတ်စံတွေအားလုံးကကျွန်တော်ပိုင်တဲ့ပတ်စံတွေဟုတ်ပါဘူးဒါဆိုမင်းသူများကျခဏယူပြီးလာပြလာပြောနေမှာမဟုတ်ပါဘူးသိကြပါဟုတ်ပါတယ်ဟုတ်ပါတယ်ဆိုတော့ကျွန်တော်တို့အားကနေရလာတဲ့ပတ်စံဒီပတ်စံတွေအားလုံးကကျွန်တော်မပိုင်ပါဘူးဒီပတ်စံရလာတဲ့ကျွန်တော်ရဲ့ဒီပတ်စံတွေပိုင်မှုကျွန်တော်ပြန်လောက်အောင်ဖြစ်ပါတယ်ဒါလေးတွေက share လုပ်ချင်တယ်ဒီအားလုံးလည်းလူကြီးမင်းတို့တကယ်ချင်းတို့မိတ်ဆွေတို့လည်းလာသာထုတ်လာတဲ့တမန်ခြေကံတန်းသားတွေဆိုလာသာထုတ်လာတယ်လာသာထုတ်ရပျော်ကြတာပေါ့ဟာမင်းကတော့ယူနေပြီလားမသိဘူးကွာလာသာတော့ငါတို့ပတ်စံရောက်လာသာထုတ်လာလို့ရတဲ့ပတ်စံငါတို့တော့တုံးနေဆွဲနေကြတယ်ငါတို့ပတ်စံမဟုတ်ပါလဲလို့ပြောပါတယ်တချို့ကလည်းပြောမှာပေါ့ဟဲ့အောင်မင်းယူနေပြီလားငါပတ်စံမို့ငါလာသာထုတ်လာပြီးတော့အိမ်မရောက်ခင်မှာအိမ်မပြန်ခင်မှာဘီယာဆိုင်မှာဘီယာတော်ဝင်ကစ်လိုက်ပြီးပြောမှာဆွေယောက်ျားလေးဆွေယောက်ျားမတောက်မစားမယောက်ျားလေးကတော့ပြောလိုက်ငါခောက်ဆွဲကြော်တော်ဝင်စားခဲ့သေးတယ်ကွာလာသာထုတ်ပြန်လာတဲ့ချိန်အမိန်းကလေးတွေတစ်ခါပြောပါလေငါကြိုက်တဲ့နှခမ်းလေးတွေဝင်ဝယ်လေးတွေအိမ်မရောက်ခင်မှာလာသာထုတ်ပြီးပြန်လာတဲ့လမ်းမှာအိမ်ရောက်ခင်မှာနှခမ်းလေးတွေဝင်ဝယ်ခဲ့သေးတယ်မိတ်ကလေးတွေဝင်ဝယ်သေးတယ်ငါကြိုက်တဲ့ဗတ်တိတ်ထမင်းလေးတွေဝယ်စားလေးတွေဝင်ပြီးတော့ဝယ်ခဲ့သေးတယ်ငါပတ်စံနဲ့ဝယ်တာမဟုတ်လို့ပါလဲလို့နော်ပြောရတယ်ဟုတ်ပါတယ်ဒါပေမဲ့လူကြီးမင်းတို့ရလာတဲ့ပတ်စံတွေထုတ်လာတဲ့လာကာတွေကအကုန်လုံးလူကြီးမင်းပိုင်နေမှာမဟုတ်ပါဘူးလူကြီးမင်းပိုင်မှာလူကြီးမင်းတို့ကအဲ့ဒီငွေတွေကနေပြန်ပိုင်အောင်လုပ်ရမှာဖြစ်ပါတယ်အဲ့ဒီတွေကနေကိုငွေအဖြစ်ပြန်ပိုင်အောင်လုပ်ရမှာဖြစ်ပါတယ်ပြောလေဒီကောင်ယူသွားပြီပြောပါလေကိုပိုင်တဲ့ပတ်စံမှုကိုတုံးလို့လောက်တော့မလောက်ဘူးလူရင်းတို့ဖုံးလေးဝယ်လိုက်တယ်ဒါကိုပိုင်တဲ့ပတ်စံနဲ့ကိုဝယ်တာပေါ့ပြောပါလေမှန်လားဆိုတော့ဟုတ်ပါမလားဆိုကြပါလို့မှန်တယ်ကိုပိုင်တဲ့ငွေဖြစ်အောင်ပြန်လုပ်ရတာပြန်လုပ်တယ်လို့ပြောရတာဘယ်လိုလဲဆိုတော့ဒီမင်းတို့ညိုလဲဒီမင်းတို့ရလာတယ်မျိုးတချို့3သိန်းကျော်4သိန်းတချို့5သိန်းစားတချို့ဟာလောကနဲ့ရတဲ့ငွေပဲဖြစ်ဖြစ်ကျုံးမြရတဲ့ငွေပဲဖြစ်ဖြစ်ခုလုံးလို့စီးပွားရေးလို့ကျုံးမြရတဲ့ငွေပဲဖြစ်ဖြစ်ရလာတာဒီပတ်စံနေတာကိုပိုင်တဲ့ငွေပြန်ဖြစ်အောင်လုပ်ရမှာဖြစ်ပါတယ်အဲ့ဒါဆိုဘယ်လိုလုပ်ရမှာလဲဆိုတော့နည်းနည်းရှင်းလို့ပါတော့ဒီဆရာကြီးရှင်မြတ်စာအုပ်ထဲကနေရလာတဲ့ဖတ်ထားတဲ့မက်ဆေ့ချ်တွေကနေလည်း share လုပ်လို့တော့လည်းတော်အားတင်သွားတာကျွန်တော်ခံရတဲ့အားတွေကျွန်တော်ခံရတဲ့ကျွန်တော်ထင်ခဲ့တာတွေလည်းဟိုငါထင်ခဲ့တာတွေငါခံခဲ့ရအမှန်နဲ့ဆိုတဲ့ဟာတွေတော်တော်လွဲနေတာတွေ့ရတယ်အဲ့ဒါပါလဲဆိုဟုတ်ပြီအဲ့ဆိုရင်ငါတို့ထုတ်လာတယ်ငါတို့လုပ်တဲ့လောကနဲ့ရလာတဲ့ပတ်စံငါတို့ပိုင်တယ်တို့ပိုင်တယ်ဘယ်လိုပြောမှလဲဆိုတော့လည်းရှင်းပြပါမယ်ဒီမင်းတို့ရလာတဲ့ပတ်စံတွေဒီမင်းတို့ဝယ်စားဝယ်တယ်မိသားစုရှင်မိသားစုစားဝယ်နေတဲ့ဝယ်မတုံးတယ်စားဖို့တောက်ဖို့တချို့ဆိုရင်တော့ဒါချို့ဆိုရင်တော့မျိုးဒီမှာတက်ပြီးအင်္ဂါငါးပြီးတော့မျိုးဒီမှာအလုပ်လုပ်ကြတာပေါ့နော်ဆက်ရုံဒီမှာတချို့မျိုးပေါ်နေကြတော့အဲ့ဒီမှာရလာတဲ့ပတ်စံတွေကအင်္ဂါကမိသားကချို့ကအိမ်မရှိရလူဆိုရင်အိမ်ချို့ကအိမ်မရှိနေတယ်ဘယ်မှာစားသေးတောက်ရှိတ်တွေနဲ့အကုန်လုံးရတဲ့ပတ်စံတွေပလုံနေတာဖြစ်နေတာဘာပြောမစင်တော့မစွမိဘူးနော်မကြံဘူးအဲ့ကြောင့်ကိုမပိုင်ဘူးပြောတာပါအဲ့ဒီကနေကိုပိုင်အောင်ပြန်လုပ်ရတယ်ဆိုတာတော့ဆရာကြီးပြင်မြင့်ဆောင်ထဲကနေပြောတဲ့စကားလည်းအရန်ကြိုက်လို့မင်းရလာတဲ့ပတ်စံကို10ပုံတပုံစုရမှာဖြစ်ပါ10ပုံတပုံစုရမှာ
စုတဲ့ပတ်စံမှာမင်းရဲ့တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်မှုဖြစ်တာတဲ့နော်တော့ထင်တယ်နော်ပြီးကြမှာလေနော်တော့လွဲနေတာဟုတ်တာပေါ့ငါတို့ရှာတဲ့ပတ်စံတွေငါတို့လောက်တော့မလောက်တုံးလို့ရှာတဲ့ပတ်စံများတုံးလို့တော့မလောက်ဒါသူစားဖို့နေတဲ့ဝယ်စားဝယ်ရတာနဲ့ဟိုဝယ်ရတာနဲ့လာရလာတဲ့ပုံရလာတဲ့ငွေကကုန်တာပဲဟုတ်တာပေါ့အားကြောင့်ငါကိုရှာတဲ့မြတ်ငွေကကိုမပိုင်ဘူးလို့ပြောတာဖြစ်ပါတယ်ပြောတဲ့ကဆရာကြီးပြင်ဆောက်တရားနဲ့ရလာတယ်ဖတ်ရတယ်မရှိတရားနဲ့ပြောခြင်းဖြစ်ပါတယ်ကိုပိုင်တဲ့ငွေဖြစ်ဖို့တစ်စိတ်တစ်ပိုင်းဆိုင်ပြင်ပြောတာတစ်စိတ်တစ်ပိုင်းရလာတဲ့ငွေရတယ်တစ်စိတ်တစ်ပိုင်းကိုပိုင်ငွေဖြစ်ဖို့စုရမှာဖြစ်ပါတယ်အဲ့ဒါမှကိုပိုင်ငွေလို့စုရတာဖြစ်ပါတယ်ဘယ်လိုစုမလဲရလာတဲ့ငွေကိုစေဘုံကိုတပုံကိုရအောင်စုရမှာဖြစ်ပါတယ်ဟာကွာငါတို့ကတော့ငါတို့လိုက်ရိုက်လောက်တဲ့လာတာနဲ့လောက်တော့မလောက်ဘူးဆိုရင်ဒီမင်းတို့မိတ်ဆွေတို့မလောက်တဲ့ရအောင်စုရမှာဒါဆိုရင်ဘယ်လိုစုမလဲဒီမင်းတို့စားနေတဲ့ချက်သားဟင်းနေတိုင်းစားနေတဲ့ချက်သားဟင်းကိုတီးရွက်ပြောင်းစားဖို့ဒီလိုတိုက်တွန်းတာတော့ဆက်ဖြစ်ဒီလိုတွေလမ်းညွှန်ပေးတာတော့ဒီမင်းတို့တုံးနေတဲ့ဥစ္စာတုံးနေတဲ့ဘာရှော့လို့ရအဲ့ဒါတွေရှော့မှာဖြစ်ပါအဲ့ဒါရှော့ပြီးကိုရလာတဲ့ငွေမှန်သမျှအားလုံးစေဘုံတပုံရအောင်စုရမှာဖြစ်ပါတယ်အဲ့ဒါမှကိုယ်ပိုင်လို့ဖြစ်ပါတယ်ဒီမှာတော်တော်လေးသဘောကျပါတယ်တော်လေးဘာဖြစ်သွားလဲဒီမှာသူပြောတာညမပြပါဘူးအဲ့မှာအခက်ကပြောတာပါကျွန်တော်ရှာဖွေလို့ရသမျှအားလုံးကကျွန်တော်ကိုယ်ပိုင်ဥစ္စာတွေကြီးလည်းမဟုတ်ဘူးလားတဲ့အဲ့မှာပြောတဲ့ခါကျတော့ထုံးနိုင်ပါမလားကွာတဲ့တိတ်မှန်တာလို့ရှာရတာဘယ်မှာလဲဟုတ်ပြီဒါလူကြီးမင်းတို့တော့တမျိုးကြတယ်မပြောဘူးကျွန်တော်မှဖုံးတစ်လုံးရှိတယ်လူကြီးမင်းတို့မိတ်ဆွေတို့တော့ဘယ်မှာလဲဖုံးဆိုဒီမှာဟုတ်ဒါမှဖုံးကြွားတာမဟုတ်အစုပ်ကြီးဖုံးတစ်လုံးရှိတယ်ဒီမှာမပြနိုင်ဒါဆိုလူကြီးမင်းတို့ပိုင်ဆိုင်တဲ့ငွေကြီးလူကြီးမင်းတို့ကိုပိုင်ငွေဆိုပြန်มาလဲဘောရနားလည်းမတတ်ဘူးအားကြောင့်မို့ကိုရှာသမျှငွေကကိုပိုင်တဲ့ငွေဟုတ်ပါကိုပိုင်ငွေပြအောင်ပြန်လုပ်အောင်ဖြစ်ပါတယ်ဒါလေးနည်းနည်း sharing လုပ်ပြီးတာဖြစ်ပါတယ်ဒီလူကြီးမင်းတို့ဘယ်လိုမြင်ကြလဲနည်းနည်းလေး comment မှာလောက်ရေးပြီးရေးကြည့်ကြပါဦးညံကောင်းတဲ့စာအုပ်ပေါ့နော်အဲ့ဒါ sharing လုပ်ပြီးတာပါကိုရတဲ့ငွေကကိုပိုင်မဟုတ်ဘူးနော်ကိုငွေမဟုတ်ဘူးနော်ကိုပိုင်ငွေဖြစ်အောင်ပြန်လုပ်ရမှာနော်အဲ့ဒါလေးကောင်းကောင်းလေးနားလည်စေချင်ပါတယ်ကျေးဇူးတင်ပါတယ်